မျိုးသားဟာလေပေါ်ဝဲပြန်တက်နေတော့ငါးလေးအားလှလှပပပေါ်ပါသွားလက်စွာခုတ်ပြခဲ့တယ်။သူကဗဗအစစ်မီအမျိုးသားစပုံမှုပြိုင်ပွဲမှာပထမဆုံးရထားသူဖြစ်တယ်။ဒါကြောင့်ပရိသတ်ကြီးကထိုသူချက်ပြုတ်တဲ့အရေးချင်းဟာအထင်ကြီးစရာဖြစ်မဲ့အကြောင်းချီးကျူးပြောဆိုနေကြတယ်။သူမရဲ့အမဖြစ်သူဟာသူ့ညီမအားတုံလုံးကြောက်ရွံ့နေရင်ဝန်ခံပြီးချက်ချင်းပဲအရှုံးပေးလိုက်ဖို့ပြောဆိုလာခဲ့တယ်။တစ်ဖက်မှာတော့သူမရဲ့ချစ်သူဟာပြေးခုန်ပြီးဆင်းသွားသောမုံလုံးလေးအားတန်ရှင်ရဲ့အမျိုးသမီးရှိရာအမိုက်ပုံထဲမှာမုံလုံးလေးကိုဆယ်ယူပြီးတကိုင်းမြမြည်ဆန်းကြည့်လိုက်တယ်။သူဟာကောင်းကင်ရန်စီသို့ပြန်တက်သွားတယ်လို့ခံစားလိုက်ရတယ်။တစ်ချိန်တည်းမှာပဲသူ့ချစ်သူရဲ့အရေးချင်းကိုသဘောပေါက်နားလည်သွားခဲ့တယ်။အမျိုးသားထွက်သွားပြီးဒီနေ့တန်ရှင်ရဲ့အမျိုးသမီးကြီးဟာထိုမုတ်ကိုမြည်ဆန်းကြည့်တဲ့အခါသူမပါမုံရဲ့အရာထဲမှာစီးမျောနေပါတော့တယ်။တစ်ဖက်မှာတော့သူမကိုအကိုဖြစ်သူမှသူမရှုံးနိုင်ခဲ့ရင်သူ့ညီမအားပြန်တောင်းပန်ရမည်ဟုပြောဆိုနေပါတော့တယ်။သူမအနိုင်ရပါတယ်သူတို့တောင်းပန်မည်လို့ပြောခဲ့တယ်။ဒီပြိုင်ပွဲကတော့ကိုကြိုက်နှစ်သက်ရချက်ပြုတ်ရမှာပါ။ပြိုင်ပွဲကြီးကတော့အချိန်ပြင်းပြင်းနဲ့စတင်လာခဲ့ပါပြီ။ပြိုင်ဘက်ဟာလေပေါ်ဝဲပြန်တက်နေတော့ငါးလေးအားလှလှပပေါ်ပါသွားလက်စွာခုတ်ပြခဲ့တယ်။ပရိသတ်ကြီးကလည်းတဝါဝအတန်တွေပေးကအပေးမိကြတယ်။သူမရဲ့အမဟာရှုံးနေတာကိုလက်ခံလိုက်ဖို့ထက်ကတလဲလဲပြောဆိုနေခဲ့တယ်။အမျိုးသားဟာရေကန်သုံးဆင့်ဒဏ္ဍာရီလာငါးဟင်းကိုလင်းလင်းမြန်မြန်ချက်ပြုတ်ပြခဲ့တာကြောင့်အားလုံးကမျက်လုံးအပြူသားဖြစ်သွားခဲ့ကြတယ်။သူမဟာငါးရဲ့အသားများကိုနှိကွေးစွာလှီးဖြတ်နေတာကြောင့်အားလုံးကအရေးချင်းမရှိကြောင်းဝိုင်းပြောလာကြတယ်။အမျိုးသားဟာတေရီကိုတငုံညငုံလိုက်ပြီးငကားရဲ့အသက်ရှူတန်ဟုဆိုသောဟင်းလျာကိုတဖန်ပြန်ပြောင်းလိုက်တယ်။လူတိုင်းကမမြင်ဘူးမသိဘူးသောအရာကြောင့်စွန့်သွားကြတယ်။သူမဟင်းလျာပြင်ဆင်ပြီးချိန်မှာသူမရဲ့အကိုဖြစ်သူဟာသူ့ရဲ့စပိုမှုလက်ရာကိုအတူခိုးထားကြောင်းမှားယွင်းစွာဆွဆွဲပြောဆိုလာခဲ့တယ်။သူမဟာအသေးအနှုတ်လေးကအစဂယုတစိုက်ပြင်ဆင်နေခဲ့တယ်။ထိုအခါရှုံးနေသူစပိုမှုကြီးဟာသူမကိုရိပ်မိလာနေခဲ့တယ်။တကယ်တော့သူမကသူတို့လေးစားအားကြရတဲ့ဆရာတဆူဆိုတာကိုသူတို့မသိခဲ့ဘူး။သူမအကိုဖြစ်သူကတော့သူတို့မိသားစုကိုအဆက်မခွဲဖို့ပွဲတော်ဟင်းလျာကိုခိုးမယူဖို့ပြောဆိုနေခဲ့တယ်။သူမဟာပြိုင်ဘက်ကသာခိုးယူထားကြောင်းပြောလိုက်တဲ့အခါဖခင်ဖြစ်သူကမယုံကြည်တဲ့အပြင်အဆက်ရစေတာတွေရပ်တန့်လိုက်ဖို့တိုက်တွန်းပြောဆိုလာခဲ့တယ်။အားလုံးကလည်းနိုင်ငံတော်အဆင့်ရှိတဲ့စပိုမှုအားအတူခိုးတယ်ဟုပြောသောကြောင့်သူမအားပြစ်တင်ဝေဖန်လာကြတယ်။သူမအကိုဟာသူ့အားထက်မြက်ပေမဲ့အရေးချင်းမရှိကြောင်းပြောဆိုလိုက်တဲ့အခါသူမနာကျင်သွားခဲ့တယ်။ဒါကြောင့်သူမဟာသူမရဲ့နတ်ငါးအသက်ရှင်ဟင်းလျာကိုချပြလိုက်ပါတော့တယ်